ဒီနေ့ပြည်သူဘက်တော်သားသူရဲကောင်း၄ဦးရဲ့သတင်းနဲ့ပတ်သက်ပြီးခံပြင်းနေကြတဲ့ပြည်သူများခင်ဗျာစစ်ကောင်စီကခိုးချောင်ခိုးဝက်အပြုတ်အမူတွေပြီးတော့မတိကြတဲ့စကလုံးတွေနဲ့ပြည်သူတွေကိုခံပြင်းစေခဲ့ပါပြီအသက်မဲ့ခန္ဓာကိုမိသားစုအတောင်းတဲ့ခါမှလည်းမပြနိုင်ပြီးတော့ဘယ်နေ့ဘယ်အချိန်မှာဘယ်လိုစီရင်ခဲ့တယ်လဲဆိုတာကိုလည်းမပြောဝန်းတဲ့အတွက်မိသားစုတွေကလက်မခံနိုင်ပါဘူးမယုံကြည်ပါဘူးဒီလိုပဲပြည်သူတွေကလည်းသူတို့ကိုအသက်ရှိသည်ဖြစ်စေအသက်မဲ့သည်ဖြစ်စေသေပြီလို့လက်မခံနိုင်ကြပါဘူးပြည်သူရင်ထဲမှာသူတို့မသိဘူးစကားစအနေနဲ့ကတော့ ICJ ဆုံးဖြတ်ချက်အပေါ်မှာရောဒီပြည်သူလူထုရဲ့တော်လှန်တဲ့စွမ်းအားအပေါ်မှာရောပေါင်းပြီးတော့ကြောက်ရမ်းတာပါပဲအဲ့ပြည်သူတို့ကကြောက်စေခြင်းတယ်ပြည်သူကမကြောက်တဲ့အပြင်ဘယ်လိုတုံ့ပြန်ရမလဲဘယ်လိုအနိုင်တိုက်ရမလဲဆိုတာကိုသာမေးချင်တယ်ဒီတော့နာကျင်အန်ကျိတ်နေတဲ့ပြည်သူများခင်ဗျာသွေးပူခြင်းပူပါခေါင်းမပူပါနဲ့ဒီဒေါ်လာရဲ့အနိုင်တိုက်ရအောင်ပါကျွန်တော်တို့မှန်ကန်ကြနာတဲ့ view ဟာတွေနဲ့အနိုင်တိုက်ရအောင်ကျွန်တော်တို့အဓိဋ္ဌာန်ကြရအောင်ဒီကလစ်လောက်တာကအစအဓိဋ္ဌာန်နဲ့လောက်ပါဒီနေ့ကစပြီးတော့အဲဒီလိုပဲစစ်တပ်ရဲ့ထုတ်ကုန်တွေကိုလည်းပြတ်သားတပိတ်မှောက်ပါအခုဈေးကွက်ထဲမှာတွေ့နေရတော့ဒီစစ်တပ်ရဲ့အရက်ဘီယာတွေ secret တွေကအစအပြတ်သားဆုံးတပိတ်မှောက်မှရမယ်အဲဒီလိုပဲစစ်ကောင်စီနဲ့ပတ်သက်သမျှမပတ်သက်ကြီးအဆက်ဖြတ်ရမှာပဲကျွန်တော်တို့ဒီဒေါ်လာကြီးကနိုင်မှာနော်ဒါပေမဲ့မြန်ရင်တော့ဘာနာရေးကိုအများဆုံးဖြစ်နှစ်ဖက်လုံးကဘာနာရေးဆိုတာအရေးကြီးတာပဲစစ်ကောင်စီရဲ့ရောက်ရောက်ရလန်းအကုန်ပိတ်ရမှာဟိုသွေးစွန်းငွေလှုပ်ရှားမှုလိုမျိုးပေါ့သူတို့ရောက်ရောက်ရလန်းအကုန်လုံးကိုပိတ်ရမယ်ဒါကျွန်တော်တို့ပြည်သူလိုရမယ်နောက်တစ်ချိန်ရွေးကောက်ပွဲလိုမလုံးပေးပြီးတော့ထပ်ပေါက်ရှာမှာမျိုးကိုလည်းကျွန်တော်တို့အားလုံးငင်းဆန်ရမှာဒါနိုင်ငံရေးပါတီတွေပါပါတယ်တော်လိုင်းရေးမှာတော့နှစ်ဖက်ပဲရှိတယ်เนาะကျွန်တော်အချိန်ချင်းလည်းပြောပြီးပါပြီပြည်သူဘက်ကနေရင်တော့စစ်ကောင်စီရဲ့ထက်ရမှန်သမျှကိုစန့်ကျင်ရမှာပဲအခုကိစ္စက၄ဦးတဲ့ကိစ္စမဟုတ်ပါဘူးတကယ်တော့အပြစ်မဲ့အဖမ်းခံရတဲ့ခေါင်းဆောင်တွေအပါဝင်ပေါ့เนาะသူတို့အားလုံးကိုဒီငှက်ကလေးကိုလက်ထဲကင်ထားတဲ့လူမိုက်လို့ငါလက်ထဲမှာငါချဲလေသမျှငုတ်ခံမခံရင်ငါတတ်လို့ရတယ်ဆိုတဲ့ချင်းချောက်မှုမျိုးပါဘု து ချင်းချောက်နေတယ်ကဘာဟိုကချင်းချောက်နေတာအမြဲတမ်းစိုးရိမ်နေတယ်ဆိုတဲ့နိုင်ငံတကာခေါင်းဆောင်တွေအဖွဲ့အစည်းတွေကိုပါအစိုးရတွေကိုပါချင်းချောက်နေတာပါအကြက်ကင်နေတာပါအဲ့တော့အခုသူရဲကောင်း၄ဦးအပါဝင်ပေါ့အသက်ဆုံးသူရဲကောင်းတိုင်းကဘာတွေပြောချင်လဲဘာတွေမှားခဲ့ချင်လဲကဘာကြီးကိုဘာတွေလှမ်းပြောချင်လဲဒီကနေ့ကဖက်စစ်ကိုတော်လှန်နေတာဒါအိမ်တွင်းရံပွဲမဟုတ်ဘူးဓမြကိုရလက်နဲ့ပြန်ခုခံနေကြတာဒုံရဓာရချမှာပဲတနတ်ရရင်လည်းယူမှာပဲဓမြကိုခုခံတာလေအဲ့ဒါအချမ်းဖက်မဟုတ်ဘူးဒီဖက်စစ်စစ်တပ်အတွက်ကအခုကဘာကြီးမှာကရဲမရှိဘူးဘာမှထိထိရောက်အရေးယူမှလို့မရှိဘူးအဲ့တော့အင်းနဲ့အားနဲ့တကယ်ကအရေးယူရမှာအဲ့ဒါကိုအရေးယူမဲ့အစားအိမ်တွင်းရံပွဲလို့ဖြောင်းပြနေမယ်ဆိုရင်တော့ဖက်စစ်ကဆက်ပြီးတော့ရက်ဆက်ရိုင်းစားအောင်ပါပဲကျွန်တော်တို့ဒုတိယကမ္ဘာစစ်ကြီးဘယ်လိုပြီးခဲ့တယ်လဲပြန်စဉ်းစားရင်သိပါတယ်အဲ့ဒီလိုပဲအဆုံးသတ်အဲ့တော့ဒီသူရဲကောင်း၄ဦးအပါဝင်အသက်ဆုံးရသူတွေအတွက်ဒေါ်လာအင်အားစုအလုံးပေါ့နော်မြေပြင်တပိတ်အဖွဲ့တွေရောပြည်သူလူထုရောဒီလုံးကတိုင်းရင်းသားဒေါ်လာအင်အားစုတွေရောဘယ်သူမှလက်မခံဘူးဘယ်အဖွဲ့အစည်းမှလက်မခံဘူးဆိုတာမှနော်စာတစောင်းထုတ်ရုံနဲ့ပြီးသွားမယ်ဇာတ်လမ်းမဟုတ်ဘူးနော်စကားနောက်မှာတရားပါတော့မှာဒါကြောင့်အားလုံးအခုတိုင်းမင်းနဲ့အကောင်းဆုံး view ဟာနဲ့အနိုင်တိုက်မှာကိုတောင်ကိုကြေကိုပဲအဲ့တော့ပြည်သူလူထုတက်ကတော့ခုနပြောတဲ့အတိုင်းစစ်တပ်ကိုတပိတ်မောက်စန့်ကျင်နီလန်းစုံနဲ့ပြီးရင်တော်လန်ရေးကိုနီးပေါင်းစုံနဲ့ထောက်ပံ့ဘာနာရေးကအမြန်ဆုံးအောင်ပွဲရဖို့တဲ့အထောက်ပံ့ဖြစ်လိမ့်မယ်ကျွန်တော်တို့ဘက်တော်သားတွေအားလုံးကတော့
သွေးပြက်ပြီးကြောင်ကတန်းတုံ့ပြန်မှာမျိုးလုံးမှာမဟုတ်ပါဘူးပြည်သူများအကျိတ်လက်သီးစုပ်နေတဲ့ပြည်သူများခင်ဗျာယုံကြည်စိတ်ဓာတ်ကိုတော့အပွန်းအပဲ့မခံလိုက်ပါနဲ့တူနဲ့တူလည်းမညူစုမိပါစေနဲ့မကြောက်ဘူးဆိုရင်6တဲ့လူကရှုံးပါပြီအဲ့တော့အသက်ပေးခဲ့တဲ့သူရဲကောင်းတွေထိုက်တန်အောင်သူတို့ဂျင်းနှံ့အောင်လုပ်ရမှာကျွန်တော်တို့တနည်းပဲရှိပါတယ်ဒါကအနိုင်တိုက်ဖို့ပါပဲအသက်နဲ့ခန္ဓာဆိုတာကတော့ဘယ်သူမှမမြဲကြပါဘူးဗျာအမည်နာမနဲ့ဂုံသတင်းကသာဒီကဘာမှာကြက်တီးရှိစွာကပီးထိုးခံကြရမှာ